ကဲ hello အားလုံးပဲမင်္ဂလာပါเนาะကဲအဲ့မှာဘောချောင်ကောင်းတွေရှာနေတဲ့လူတွေเนาะအဲ့မှာ Xiaomi Pad 7ဘောချောင်ကောင်းဈေးနဲ့ရမယ်เนาะဒီအောင်လေးเนาะတက်ကြံဈေးနဲ့ရမယ်ဒီအောင်လေးဆိုရင်เนาะဈေးတန်တာလေးနဲ့ရမယ်เนาะအတိထဲအောင်ဆိုရင်ဒီအောင်ရ RAM 7 6 6ထဲကိုအတိထဲဆိုရင်သူက3000ရှိပါတော့3000ရှိတော့ရှိပါတယ်အဲ့ကောင်လေးဆိုရင်သူကအတိတိုင်းတန်းနဲ့เนาะအတိအတိုင်းတန်းပါတယ်เนาะဒီအောင်လေးဆိုရင်အဲ့မှာဘူးပစ္စည်းအစုံပါတယ်เนาะအကုန်လုံးပါအနာစားမှမရှိသေးပါဘူးเนาะဒီအောင်လေးဆိုအရာလေးကိုမိုက်ပါတယ်เนาะအဲ့မှာသူကဈေးနှုန်းဆိုရင်2000ပါလေးနဲ့ရပါမယ်เนาะအဲ့မှာ screen set လည်းကြီးသူက game software နဲ့အရာလေးကိုမိုက်ပါတယ်เนาะသူကဝယ်တော့ဟိုပြီးတော့အပြေဟွာပြန်လာလဲတော့ဖြစ်ပါတယ်เนาะသူက Apple ထဲပြန်လာလဲတော့ဖြစ်ပါတယ်เนาะဒီအောင်လေးဆိုရင်အဲ့မှာအရာလေးမိုက်ပါတယ်เนาะလို့ချင်းဆိုလာဝယ်လိုက်ကြပါเนาะကင်မရာရှင်းနေအရာလေးကိုမိုက်ပါတယ်ကင်မရာရှင်းအရာလေးကို share မိုက်အဲ့မှာ对了ကင်မရာလေးဆိုရင် share မိုက်เนาะအဲ့ပါလို့လာတယ်ကြောက်ပါဒီနေ့ဆိုရင်ဆက်တက်လာခဲ့ပါဒီကလေးစီးရ2000ကျော်ပါလေးနဲ့ရပါမယ်เนาะဘိုင်ဘိုင်